အားလုံးမင်္ဂလာရှိသောနေ့ပါဗျာကာယဒုက္ခစိတ်ဓာတ်ဒုက္ခနှဖျားသောဒုက္ခတွေနဲ့ပြည့်စုံနေကြပြီအေဂျင့်ပျော်ရွှင်ပါစေကျွန်တော်တို့မြန်မာနိုင်ငံအတွင်းဧကမမြေတွင်းမှာမိတင်းနေထိုင်ကြတဲ့အယုတ်လက်မြင်ပြီးသောပုဂ္ဂိုလ်အားလုံးကာယဒုက္ခစိတ်ဓာတ်ဒုက္ခနဲ့ပြည့်စုံအေဂျင့်ပျော်ရွှင်ပါစေကျွန်တော်တို့နိုင်ငံကိုနီးမျိုးပြနှောက်ယှက်ဖျက်ဆီးပြီးတော့နိုင်ငံတော်ရဲ့တည်ငြိမ်အေဂျင့်ရေးကိုအမျိုးမျိုးဖျက်ဆီးနေတဲ့အစွန်းရောက်အကြမ်းဖက်တွေလက်ကလည်းလုကင်းနိုင်ကြပါပြီအဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့24ရက်နေ့9လပိုင်း24ရက်နေ့နော်2021ခုနှစ်ပေါ့အဲ့တော့လိုင်းပေါ်မှာဘာတွေမြင်နေရလဲဆိုတော့ PDF ကျန်းဖက်ပုံကိုယ်တွေအလူခံပို့တွေတားမြင်ရတယ်ပြောတော့နိုင်တော့မှာပြည်သူပါပြီဆိုအလူခံရဲ့ကလေးတွေတော်တော်သနာတယ်ဗျဟာတာလည်းဖြစ်တယ်တော်တော်ငတ်နေကြပြီတင်တယ်ဒါပေမဲ့ဒီလိုအစားတော့နေတိုင်းစင်းရဲဖြစ်နေတဲ့ဘဝမျိုးကိုဘာလို့ပျော်နေကြပြန်လာခဲ့ပါလားမဖြစ်နိုင်ဘူးတိုက်ဖို့ဆိုတော့ဘလုံးမဖြစ်နိုင်ဘူးမျိုးပေါ်တက်တယ်ဟိုလူကိုဒလန်ဆွဆွဲဒီလူကိုဒလန်ဆွဆွဲဆိုတော့တချို့အရာလေးじゃပြောရတာဒါတော့တိတ်မကြောက်ဘူးဒါပေမဲ့ဘာပဲပြော PDF ကိုကျွန်တော်လေးစားတယ်တကယ်ကိုလေးစားတယ်ဒါပေမဲ့လုံးရက်တွေကိုလည်းတကယ်ကျင်းနဲ့အားရတယ်ဘာကြောင့်လဲသိလားကြက်မွေးရောင်းနေတဲ့ကောင်ဒလန်ဆိုပြီးပြတ်တက်လိုက်တယ်ဒါအဓိကသူကဘာလို့လဲဆိုဒီအချိန်မှာဒါရှင်းလေးလုပ်တယ်ဒလန်ရှင်းလေးဒီလိုတက်မှာပတ်စံရမှာဘူးပြန်ငတ်နေတဲ့ခါကျတော့ထမင်းစားဖို့အတွက်အရေးကြီးတော့တွေ့တဲ့လူတက်မှာပဲနော်သုံးပင်းသမားကိုတက်ပလိုက်အတော့စိုက်ကားနေနေတဲ့လူတက်ပြည့်တယ်ဘလောက်တော့အောက်တန်းကြလိုက်လေဒီလိုအောက်တန်းကြနေတဲ့လူတွေထမင်းစားဖို့ခင်ဗျားတို့လူနေဆိုခင်ဗျားတို့ခင်ဗျားတို့ရှက်အဲ့တော့ PDF လူငယ်တွေငတ်နေရောပတ်စံငါပေးမယ်လားငါလူမဲ့ဘယ်ကိုပို့ရမလဲဘယ်နေရာပို့ရမလဲဘယ်သူလာယူမလဲကွာကဲပြောမင်းတို့ထမင်းဖို့ငါပေးမယ်အနည်းဆုံးတော့မင်းတို့4-5ရက်စာတော့ထမင်းမငတ်ဘူးဘယ်ကိုပေးရမလဲအဲ့တော့စဉ်းစားကြည့်စမ်းပါအဲ့လူတွေကိုထမင်းကျွေးနေတဲ့လူတွေကိုယ့်ကိုရှက်စမ်းပါပတ်စံတန်မိုးမရှိဘူးနော်လူအသက်ကတန်မိုးရှိတယ်ငွေ3သိန်းဘယ်နေရာမှာရှာရအဲ့ငွေ3သိန်းရဖို့အတွက်လူတယောက်လိုက်တက်နေအဲ့ဒီအသက်ကိုပြန်ဝယ်ကြည့်စမ်းပါကျမ်းမိုင်းမကောင်းလို့မင်းတို့စိတ်ုံတက်တာတော့မှပဲသိန်းကို4-50အကုန်ခံပြီးတော့တက်နေကြတာအဲ့တော့လူအသက်ဟာ3သိန်းလောက်တော့တန်မိုးမရှိဘူးလားအုံတော်ရှိစမ်းပါ PDF တွေကောအဲ့ဒီ PDF ကိုထောက်ခံနေတဲ့သူတွေရောအားပေးနေတဲ့လူတို့ကိုယ့်ကိုအဆက်ရှိစမ်းပါပြောလိုက်ရင်ဘာဖြစ်တယ်ညာဖြစ်တယ်ငါလာပြောငါဒလန်အစ်မင်းတို့ပြောနေလို့မင်းတို့ NLD ကိုနည်းနည်းလေးမှကိုစောက်ကူးဆိုင်တဲ့ကောင် PDF ကိုခေါင်းထဲကိုမထက်တာကွာ PDF ဆိုတဲ့ဂလေးကချေကောင်တွေမကြောက်လို့ခုဒီမှာညိုတဲ့ဖြတ်ပြီးရောက်လာပြီပြီးရင်ပြန်သွားအောင်မယ်ဘယ်ကောင်တတ်မှလဲငါ့ကိုတတ်မယ်ဆိုတဲ့ကောင်ငါတွေ့ချင်လို့ဘယ်ကောင်လဲလေးလိုင်းထဲကနေလာမချောင်းနဲ့လွတ်မြောက်နေမြေရောက်ပြီးတော့တနကြီးခါကြထိုးတကားကားနဲ့ဟာတာတွေလာလုံးမပြနဲ့ဟိုမြကြီးနာကောင်ငါလာမချောင်းနဲ့ရန်ကုန်ကောင်ငါလာငါပြေးမှနေတာပြေး PDF အခုချိန်ကြီးမတွေ့သေးဘူးငါ့ကိုတတ်ဖို့လားလိုက်ရှာတာလားတော့မသိဘူးနော်မနေ့ကညနေတော့စိုက်ကယ်လေး3စီးနဲ့ရှင်းတော့တန်းစီလေးအမဲဝမ်းဆက်တွေဝစ်တာဂန်စတာလို့ဘာလို့နဲ့အဲ့တော့6နာရီကျော်နေပြီစိုက်ကယ်အုတ်ထုတ်ကြီးမှန်ချပြီးစောင်းစရာမလိုဘူးမင်းတို့ငါရှေ့ရဖြတ်သွားတာနော်မင်းတို့နောက်ကငါလိုက်လာတာမသိဘူးမို့လားပြေ PDF ကပေါ်တော်ကောင်နေအဲ့တော့ဘေးပတ်ဝန်းကျင်ကိုကြည့်မင်းတို့လိုက်ရှာနေငါလိုက်ရှာတာမလားငါမင်းတို့ဘေးကနေသွားတာ mass ပဲတက်ထားတာဒီကရုံးနဲ့ငါအုတ်ထုတ်တော့မဆောင်ဘူးအဲ့တော့ပေါ်တော်ကြောင်တော့မလုပ်နဲ့ရှင်းလားမသိဘူးပြေစည်းရုံမနက်ကရောက်ပြီးဈေးရတော့အသိနိုင်နေဝယ်လာတာတတရာပဲငါခင်တဲ့လူတွေအမှဈေးတရားငါ့ကိုပန်းတီတစ်လုံးတော့အပူပေးလိုက်သေးတယ်ဘလောက်တတရာကောင်းတယ်ငကမောင်သီးဈေးလျှော်ရတယ်အော်မင်းဩဇာတိတစ်ချိန်တော့ဝရတရခိတ်တောင်းငါသွားဝယ်လိုက်သေးတယ်ဘာဖြစ်လာလဲဘာမှဖြစ်ဘူးလေမင်းတို့ပြောတော့ပြည်သူတွေမင်းနောက်ပါဆိုငါထွက်လာတာငါလူတိုင်းမြင်တာပဲဘာလို့မတတ်ကြလဲငါ့ကိုဒလန်လေမတတ်နိုင်ဘူးလားဒိတ်မမရှိတဲ့လူတွေလိုက်မတတ်ပါနဲ့ငါလိုလူမျိုးတတ်တာလက်ခံနေမင်းတို့ပြောနေလို့မကျင်းတဲ့လို့ဆိုအဲ့ဒီပုံပိန်းသမားမင်းတို့ဘာလုပ်လို့လဲကဲတကယ်စီရောက်တဲ့ကောင်မင်းတို့ဘာလုပ်နေလို့လဲမင်းတို့ဘာလုပ်နေလို့တတ်နေလဲမင်းတို့လောက်တဲ့ကောင်ကြတော့တကယ်ကြတော့မင်းတို့မတည့်ရဘူးမင်းတို့ချောင်းပြေညောင်းပြေဆိုသုံးပေးစရာတယောက်တတ်ဖို့တော့မင်းတို့9ရောက်လောက်ဝိုင်းပြီးတော့တက်တာမင်းတို့တော်တော်တတ်သိရှိတဲ့ကောင်နေအဲ့ကောင် PDF ကကောင်နေအထက်စင်နှစ်ဖူးမှာပတ်ပါတိတ်ဝစ်ပြီးခေါင်းဝင်နဲ့စစ်တပ်အောက်တန်းကြတဲ့လို့မလုပ်နဲ့ရှင်းတယ်နော်ငါတို့လိုချင်တာဒီမိုကရေစီမဟုတ်ဘူးအေဂျင့်နဲ့လူပောင်ဘွားကိုလိုချင်တာအဲ့တော့ပြည်သူတွေမင်းတို့ငြိမ်းခံနေမလားဒီစကားတော့ငါမပြောသေးဘူးရန်တိုက်ပေးတာတော့မဟုတ်ဘူးအဲ့လိုပြောလာတာမင်းတို့ငြိမ်းခံနေမလားမင်းတို့ကြက်ခံရေးအဖွဲရကောင်းနေမင်းတို့ငြိမ်းခံနေမှာလားအဲ့ဒါမင်းတို့ NLD ကိုလက်မခံလို့ကိုယ့်ဟာကိုအေးချမ်းချမ်းနေတဲ့ပြည်သူတွေမင်းတို့အေးချမ်းနေလို့မရတော့ဘူးမင်းတို့အလကားနေတဲ့ဒလန်ဆိုပြီးတတ်နေပြီဟောမဟုတ်သူ့ဟာသူ3ပိန်းမောင်းလဲ NLD မထောက်ခံရင်တတ်မှာပဲတော့ပေါ့လားဒီကောင်လေးသူတို့ရဖို့အတွက်နီးလက်မျိုးစုံလုပ်တော့မှာမင်းတို့ဘာလို့မှလဲအိမ်ထဲမှာထိုင်နေ Facebook ကြည့်ပြီးဟုတ်ပါတယ်လို့ like ထောက်ခံမနေနဲ့အဲ့ဒါဘာမှအရာမရဘူးဒီကောင်တွေကငကြောက်တွေ NLD PDF တွေကငကြောက်တွေအဲ့ကောင်တွေအချောက်တွေနည်းနည်းလေးသူတို့ဘက်ကိုထိခိုက်ပြီးဆိုတော့အကုန် report ဝိုင်းထူတာပြီးရင်သူတို့ဘက်က lobby တွေနဲ့ဝိုင်းလော်တယ်တို့ဘက်မှာပြန်လို့ရတဲ့တက်တွေမရှိဘူးအဲ့ဒီ lobby တွေတော့အဲ့ဒီအလူခံပို့နေတဲ့လူတွေတော့မင်းတို့အနေနဲ့ report ထူရတဲ့ကောင်တွေမရှိဘူးငါတို့ဘက်ကလူတွေကလူမညီဘူးတော့တို့ဘက်ကဆိုတာရှင်းပွားရင်ဒီ NLD ရဲ့အကြမ်းဖက်တွေကိုဒီအကြမ်းဖက်လုပ်ရက်တွေကိုလက်မခံတဲ့လူတွေကြောက်နေကြတာဘယ်ချိန်ငါ့အိမ်ကိုလာတက်ပါကိုယ်စိုးရိမ်စိတ်နဲ့ကိုမပြောရဲကြဘူးဒီကောင်တွေပေါ်နေပြောနေတယ်သိနေတာပဲဒီကောင်တွေကအ
အမှောင်တွေကဥပဒေမဲ့လူတွေလှုပ်ချင်တယ်လို့လုပ်လို့ရတယ်ငါတို့ကအလင်းတွေကဥပဒေနဲ့လူတွေငါတို့ကစီးတွေပေါင်းနေရှိလှုပ်ချင်တယ်လို့လုပ်တယ်ကောင်လေလူတယောက်ကိုပြစ်တတ်သွားလို့ရတယ်ဘာမှမဖြစ်ဘူးငါတို့ကအဲ့ဒါကိုလက်တုံးပြန်မယ်ဆိုတို့မှဥပဒေတွေနဲ့လက်နဲ့တစ်ခုပဲကန်ကြည့်19စလက်နဲ့ပုံမှန်တွေနဲ့တို့ကအရေးယူခံရမှာငါတို့ဘဝကာကွယ်မှုမရှိဘူးအဲ့တော့တို့ကိုနိုင်ငံမှာဥပဒေပြဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပါတယ်မိမိကိုမိမိခုခံကာကွယ်ပိုင်ပြီးလက်ရှိနေတာမှာဒီလိုဖြစ်တဲ့အတွက်ဒီဥပဒေကိုလက်ကင်ထားရတော့မယ်ဟုတ်ပြီနော်ကိုယ့်ရဲ့ရွာထဲမှာဒီလိုဖြစ်လာပြီလုံခြုံရေးနေတာရတောင်းယူမှုမပေးနိုင်ဘူးဆိုရင်ကိုယ့်ကိုခုခံကာကွယ်ဖို့အတွက်ကတော့ပြင်ဆင်ရမှာဒါဥပဒေရလောက်တာဖွဲ့စည်းပုံအခြေခံဥပဒေအရလောက်တာဘယ်သူပြောမလဲဘယ်ရဲပြောမလဲဘယ်တောင်းရှိသူတွေပြောမလဲအုံးလို့ရှိစဉ်းစားအဲ့တော့ပြောချင်တဲ့ message လေးကဒလန်လို့တတ်တယ်ဟုတ်ပြီ तू ဒလန်ဖြစ်ကြောင်းကိုတိတိကျကျပြောပြမင်းတို့ PDF ကတောင်းရှိတဲ့ကောင်နဲ့ဟို NUG ကရီမွန်ဆိုတဲ့ပေါက်လို့ဘဲစားတရောင်းစားမင်းကဓာတ်ရိုက်ပြောနေတာမင်းကြည့်လို့ဘာကာကွယ်ရေးဝန်ကြီးစောက်သုံးမကြတဲ့ကောင်မင်းလက်အောက်က PDF ကကောင်နေမင်းမအုပ်ချုပ်နိုင်လားမအုပ်ချုပ်နိုင်မင်းထွက်သွားလိုက်စကိုင်းတိုင်းမှုလည်းတခါတည်းပြောလိုက်ပြသည်စစ်တိုင်းမှုဗိုလ်ချုပ်အပွင့်တင်ထားတာမလုံနိုင်ထွက်လုံနိုင်တဲ့တယောက်ကိုထည့်လိုက်ရည်ချင်းရှိအုပ်ချုပ်ပါစီမံကွက်ကဲပါမပြော့ညံ့ပါနဲ့တမတော်ကာကွယ်ဦးစီးချုပ်ကိုလည်းမေတ္တာရက်ခံခြင်းပါလေပြတ်သားတဲ့နေမှာပြတ်သားပါမေတ္တာတုံယူလို့မရတဲ့နေရာကိုမေတ္တာတုံယူပါပြည်သူတို့ငဲ့ကြည့်ပါတရက်ပြော့လိုက်တာနဲ့ပေးဆိုင်ရမယ်အသက်တွေကကျွန်တော်တို့ပြည်သူတွေရဲ့အသက်ပါ PDF တွေကတရက်ပြော့လေတရက်ရဲတင်းလာလေချစ်တလန်းလို့တယ်ကျွန်တော်တို့မှာကာကွယ်စရာမရှိဘူးဒီတော့နိုင်ငံတော်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရမိမိအသက်ကိုမိမိခုခံကာကွယ်ပိုင်ခွင့်ဆိုတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့အခြေခံဥပဒေမူအရကျွန်တော်တို့လက်ကင်ပြီးတော့သုံးဆွဲဖို့အတွက်လိုအပ်လာပြီဘယ်သူမှလုံးလုံးမလို့ကျွန်တော်တို့လုပ်တယ်အနာကလည်းလုံးနီးကြတော့ကိုယ့်ကဖြစ်တယ်ကျွန်တော်တို့တုံမှာပဲတိတ်စဉ်းစားမနေဘူးဒါအပွင့်အင်းဆုံးပြောတာနော်မင်းတို့လည်းမင်းတို့လှင်မင်းတို့လို့ငါလည်းငါလှင်ငါလုံးမှာပဲငါမှလည်းအသက်တစ်ချောင်းပဲပါတာမင်းတို့မှလည်းတစ်ချောင်းပဲပါတာမင်းတို့အသက်ကိုမင်းတို့တန်မိုးထားဆိုငါအသက်လည်းငါတန်မိုးထားတယ်ဒါပေမဲ့ငါအသက်ဟာသေဖို့တဲ့ငါဆုံးဖြတ်ပြီးမှဒီလုပ်ကိုလုပ်တာကောင်းတဲ့တိတ်တယ်အဲ့တော့ပြည်သူတွေတတ်တိရှိဖို့ပြင်ဆင်ထားပါအကျန်းဖတ်တွေရဲ့ဥစ္စာကိုငြိမ်ခံမနေနဲ့ခင်ဗျားတို့လမ်းပေါ်မှာသုံးမိန်မောင်းလဲတတ်မှာပဲကိုယ့်ရရောင်းလဲတတ်မှာပဲဒီကောင်တွေကမနီအကုန်တက်နေတဲ့ကောင်တွေအောက်တန်းစားတွေအဲ့ဒီရင်မိုးဆိုတဲ့ဟိုတရောင်းစားမြောက်ပိနေတာဆိုတယ်ပြောတော့တာပြီးကာကွယ်ဝင်ကြီးတယ်ကိုယ့်လက်အောက်ကတက်တော့ကိုနိုင်အောင်မထင်နိုင်ဘူးဒီစောက်သုံးမကြတဲ့ကောင်လက်ထဲတွေလက်ထဲကိုသာအာနာထည့်လိုက်ကြည့်တိုင်းပြည်ကမောက်ကမဖြစ်သွားမှာပေါ့စဉ်းစားဆိုလိုချင်တာဒါပဲအချိန်မြောက်ပြန်အောင်မယ်ငါရှိသောနေ့ပါ